ကဘယ်ရောက်မ မော စို့ စီတက်လာပြီ တန်ရာတန်ကြီးပြီးဝယ်လို့ရတယ်မန်လေးစဖောက် အားလုံးဝယ်လို့မရပါဘူးကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ချင်းမြစ်တာရှင်မင်းဝေနဲ့ဖန်တီးယူထားတာမဟုတ်ဘူး မောင်နင်းနဲ့ငါနဲ့တည်တဲ့အထိဘယ်တော့မှမခွဲချင် အဲ့ဒီပျော်ရွှင်မှုတွေဆိုတာအဲ့ဒီငွေနဲ့ပဲလဲနေကြတာဒါပေမဲ့တချို့ပျော်ရွှင်မှုတွေကငွေနဲ့ဖန်တီးယူလို့မရပါဘူး ကိုကမင်းတောင်းတဲ့ငွေပမာဏကိုပေးမယ်မင်းသိချင်ရတယ်ရှင်မင်းကို3ရက်ဝယ်မယ်ရောက်ပါတရားကြီး3ရက်ပဲ